ကျွန်တော်ကတော့ flame ဒီနေ့မှာတော့ကျွန်တော်တို့တွေက the imitator လို့ခေါ်တဲ့ horror ရှိရဲ့ war ထဲမှာကျွန်တော်အသက်ရှင်သွားမှာဖြစ်ပါတယ်အသက်ရှင်နေမကဘဲနဲ့အကောင်တွေကိုဖမ်းမှာဖြစ်ပါတယ် war ထဲမှာနေထိုင်သွားမှာဖြစ်ပါတယ်ကဲဒီနေ့မှာပါဝင်မဲ့အကောင်တွေကတော့ဒီလိုမျိုး Steve ရဲ့အကောင်မျိုးတွေမ parasite လို့ပြောရင်မှန်တယ်အဲ့လိုမျိုးအကောင်တွေတခြားအကောင်တွေကအစလုံးဝမျိုးစုံပါဝင်နေမှာပဲဖြစ်ပါတယ်ကဲဒီလို war ထဲမှာကျွန်တော်တို့ကိုဖမ်းနိုင်မလားကျွန်တော်တို့ကိုဖမ်းနိုင်မလားဆိုတော့သိချင်တော့ဗီဒီယိုလေးကို like and subscribe လုပ်ပြီးနောက်ဆုံးထိလိုက်ခဲ့ပြီးအောင်တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့စလိုက်အောင်အခုဒီဗီဒီယိုကြည့်နေတယ်ကြော်မသွားနဲ့ပြောနေရနားထောင်ပြောနေရတော့ချမ်းမဟုတ်ပါဘူးကျွန်တော်ပြောချင်တာလေးကဲအခုဒီဗီဒီယိုကြည့်နေကြတဲ့လူတွေအကုန်လုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဖြင့် like and subscribe နဲ့လုပ်ပေးနိုင်ပါတယ်ပြီးတော့ခါကျတော့ကိုလူတို့တွေကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လို့ရှိရင် VPN လေးခံပြီးတော့ကြည့်ပေးကြပါအောင်တောင်းဆိုချင်ပါတယ်အဆင်ပြေရင်ပေါ့နော်ပြီးတော့ခါကျ VPN ထဲမှာဆိုလို့ရှိရင်ကိုလူတို့ကြိုက်တဲ့ VPN အကုန်သုံးလို့ရပါတယ်အကောင်းဆုံးဟာလေးကတော့ region ဆိုရင်တော့ US လေးထားပေးပေါ့အဆင်ပြေတဲ့ဟာလေးရပါတယ်ကဲဒါဆိုတော့အားလုံးပဲ VPN လေးခံပေးကြည့်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုတော့ပြန်ပြီးစလိုက်အောင်အခုဆိုရင်တော့ကျွန်တော်တို့တွေဟိုလိုရောက်လာပြီပေါ့နော်โอเคဒါဆိုတော့ကျွန်တော်တို့အရင်ဆုံးဝါးတဲ့ကိုရောက်ပြီဆိုကျွန်တော်အရင်ဆုံးတစ်ပင်ခေါ်အောင်ပေါ့နော်တစ်ပင်နေပါရအရေးကြီးရယ်အဲ့ဒီကျွန်တော်တို့ဟိုကောင်ကြီးကလည်းဘယ်ချိန်ပေါ်လာမလဲတော့ကျွန်တော်လည်းမသိဘူးဗျအဲ့တော့ခါကျကျွန်တော်တော်တော်လေးတတိထားမယ်အရင်ဆုံးကျွန်တော်ဒီတစ်ပင်လေးလိုက်ခေါ်လိုက်မယ်ကဲကျွန်တော်ဒီတစ်ပင်လေးလိုက်ခေါ်မယ်ဒါဆိုလို့ရှိရင်โอเคဒါလားဆိုတော့ကျွန်တော်တော်တော်များများခုတ်ပြီးသွားပြီဟုတ်ဒီမှာ cave လေးတစ်ခုတွေ့တယ်မှောင်မဲနေတာဘာမှမမြင်အောင်အဲ့တော့ကျွန်တော်ဒီနားလေးက cobblestone လေးမှာရမယ်โอเคဒါဆိုကျွန်တော်အောက်ကနေနေဆင်ကြည့်မယ် hello oh my god cave ကတော်တော်မှောင်နေဗျာလို့ကြောက်ဟိုမှာကျွန်တော်တိုးစုကောင်တွေ့ပြီဒီတိုးတက်လိုက်မယ် what the hell cave ကြီးကထူးဆန်းတယ်နော်ခက်တာကျွန်တော်ဘာမှမမြင်အောင် cave ကြီးဘယ်လောက်ကျယ်လဲဆိုတော့ကျွန်တော်မကြည့်အောင်ကြည့်လို့မရဘူးဖြစ်အဲ့တော့မရတော့ဘူးမီးသွေးတွေအများကြီးပဲခေဒီမီးသွေးတွေကုန်မိုင်းလိုက်ယိုခေကျွန်တော်တိုးတွေ့ပြီးတက်လိုက်မယ်ကျွန်တော်ခုလေး cave ထဲကနေတက်လာတာပေါ့နော်ဒီမှာโอเคတိုးနှစ်ကောင်အဲ့ရတော့လုပ်လို့ရဟာခွီပါလိုက်လာyes ကန်ကောင်းလို့ဟေးမတော်တော့မှောက်နေနော်အိုးဇွန်ဘီโอเคဒီပါပြီโอเคခုဆိုတော့ကျွန်တော် cave ထဲတော့ရောက်လာပြီဇွန်ဘီโอเคခဏဝေးနေoh my god ဘယ်လိုတောင်ထိအောင်ဟုတ်တယ်ဘယ်လိုတောင်ထိပါအောင်ကျွန်တော်ထားလိုက်ပါတော့ကဲခုဆိုတော့ကျွန်တော်တို့ဒီမှာ cave ထဲကိုလာရင်းနဲ့ဒီမှာဓာတ်လေးလာတွေ့ရပေါ့နော်ညာရွေးပြကျွန်တော်ဒီမှာကန်ကောင်းကျင်တော့အဲ့ဒီ water spawn နဲ့ဟာရတော့မရှိဟိုဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော် lava ကန်ကြီးရှိရပါတော့ဒီမှာကျွန်တော် lava တူးဖို့အတွက် lava ယူဖို့အတွက်ကျွန်တော်အာယုန်နေကျိုးနေတာပါအခုဆိုရင်တော့ကဲအခုဆိုတော့ကျွန်တော်တို့ဒီကနေ lava လေးခတ်လိုက်မယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့အများကြီးရပြီဆိုတော့ကျွန်တော်အပေါ်ပြန်တက်ကြမယ်ပေါ့နော်ဒီမှာပြန်တက်ကြမယ်ဒါလေးထားလိုက်တော့ဗျာကျွန်တော်ကျိုးနေရတော်လိုက်တော့မယ်အပေါ်ပြန်တက်ကြမယ်ပေါ့နော်ကျွန်တော်တို့โอเคဘယ်ကနေသွားမလဲတော့မှတ်မိတော့ဗောကဲဒါဆိုတော့ကျွန်တော်အပေါ်ပြန်တက်ကြမယ်ရောက်ပြီ wait ခဏနေ yes wait what ကျွန်တော်အပေါ်ရောက်ချင်း village နဲ့လာတွေ့တာ what the hell မိုက်လိုက်လားအပေါ်ရောက်ချင်းကျွန်တော် village နဲ့တွေ့မယ်လို့ထင်တော့မထင်ကျွန်တော် chat စီထဲကနေပြီး line နှိုက်ကြမယ်ဗောနော်ဘာတွေများရှိမလဲလို့ဒီငါလေးကဆောက်လိုက်မယ်ကဲဒါဆိုတော့အိမ်လေးဆောက်လိုက်ရအောင် let's go Okay, baru kenalannya so bikin bagilah. Tiap malam berjalan kita berumpet rata dunia. Masa anak kan ada modal, asal gaya pasang story yang mau iri meja.
Jujur banyak yang paling darah ubah Sifat-sifat macam ini harus injang dalam muka Otak cuma gunung dengan cara Macam model ini memang pacar tak ragu dah Tis, 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 kacau sekali Tis, 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 memang kacau sekali Tis, 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 kacau sekali Oke, baru kenalannya so bikin bagila Tiap malam berjalan kita perompetnya rata dunia Masa anak tak ada modal Asal gaya pasang story yang berkoi di meja Jujur banyak yang paling darah ubah Sifat-sifat macam ini harus injang dalam muka ကဲအခုဆိုတော့ကျွန်တော်အိမ်ထဲမှာကောက်အောင်ဒီမှာထောင်ချောက်ပါဆင်းပြီးသွားပြီပေါ့နော်ထောင်ချောက်ကတော့အရင်နေနဲ့မတူဘူးပေါ့နော်ဒီလိုမျိုးလေးနည်းနည်းထူးထူးခြားခြားဆန်းဆန်းပြပြလေးလုပ်ကြည့်ရပါကဲဒါဆိုတော့ကျွန်တော်တို့အချိန်တန်ပြီလို့ကျွန်တော်ထင်တယ်ရွာမှာဟိဖဲလည်းမရှိဘူးကွာကဲဒါဆိုတော့ကျွန်တော်တို့အဲ့ဒီဟိုကောင်နေလာမဲ့အချိန်ကိုကျွန်တော်စောင့်လိုက်ကြမှာပေါ့နော်ခင်ဗျဒီထက်ကနေအရင်ဆုံးစောင့်ကဲအခုဆိုတော့ကျွန်တော်ဒီမှာနှစ်ကောင်တော့ဖမ်းမိလိုက်တယ်ဒါပေမဲ့လာဘာသူတို့ကိုမတတ်နိုင်အောင်ကျွန်တော်လည်းရိုက်လို့လည်းမရအောင်အဲ့တော့သူတို့ဟိုကျွန်တော်ကဖမ်းမယ်သဘောဖြစ်နေတာโอเคဘာဖြစ်ဖြစ်ကျွန်တော်အဲ့ကောင်တွေဖမ်းထားလိုက်မယ်โอเคနှစ်ကောင်ကတော့မိပြီဟဲ့ကွညာကြီးလားညာကြီးကမှောင်မဲနေကြောက်ဖူတော်ကောင်ရှစ်ယို့ဘာယူမလားโอเคဘာကောင်ကြီးလဲဒီကောင်ရိုက်လို့ရတယ်ကဲ what the အခုဆိုတော့ကျွန်တော်ဒီနားမှာအကောင့်တွေအများကြီးမိထားပြီပေါ့နော်မကြည့်ဘူးဒီကောင်ကြီးကဘယ်လိုတော့လုံးဟာကဲဒီကောင်ကြီးကသိလည်းမသိနိုင်ဘူး oh my god ကျွန်တော်နောက်လိုက်နေကြအများကြီးပဲရှင်းဒါဆိုတော့ဒီကောင်တွေဒီလိုမျိုးပိတ်ထားရတော့မယ်တခြားလည်းလုပ်လို့မရတော့လေနော် okay what the တပင်းကြီးပဲပေါ်လာကဲဒါဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲအစအနေဆုံးဒီကြည့်ဝေခဲ့ကြတယ်လူတွေအကုန်လုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်တော့အားလုံးပဲနောက်ပိုင်းကျမှပြန်တွေ့ရတာပေါ့ကျွန်တော် channel လေးကို like and subscribe လုပ်သွားဖို့လည်းအားလုံးမမေ့ကြပါနဲ့အားလုံးပဲ bye bye see you next time